ဒီနေ့တော့ကျွန်တော်တို့တော်ရင်းသားပြိုင်ပွဲတွေအတွက်စိုင်ကယ်ပြိုင်ပွဲရှိပါတယ်အဲ့ဒီအတွက်အတန်ဆုံးနဲ့အပြန်ဆုံးဝတ်စားဆင်ရင်ပြီးတော့ပြိုင်ပွဲကိုသွားပါဖြစ်ပါတယ်ဒါကတော့ကိုကြောင်ကြီးဖြစ်ပါတယ်ကိုကြောင်ကြီးကတော့ရှေ့ရဘယ်သူရောက်နေလဲဆိုတော့မှမလို့နေကြည့်ရင်းနဲ့ဝုန်းပါပြီကိုခွေးကြီးကလည်းအမိတ်ဆုံးစတိုင်နဲ့သွားနေပါပြီကိုဖားကြီးကိုတော့သွားပြီးတော့ရှင်လို့မရပါဘူးဒီမှာဆိုင်တဲ့အုပ်ထုပ်ပါစနစ်တကျတက်ဆင်လာပါတယ်ကိုကြောင်ကြီးတို့ကလည်းပါဝင်ပြီးတော့ရှင်ပြိုင်မှာဖြစ်ပါတယ်ကဲကိုယုံလေးတို့လည်းပါဝင်ပါတယ်ကိုချက်ကြီးကတော့အမိမိုက်ဆုံးစတိုင်နဲ့သွားပြီးတော့ပြန်ရောက်မှာဖြစ်ပါတယ်ကိုချက်ကြီးလည်းပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်သူတောက်ရှုပ်ဖို့မေးနေတာကိုဝဲကြီးတို့တော့သွားရှင်လို့မရပါဘူးတော်ရင်းရဲ့ဘယင်းကြီးကိုချင်းလေးကြီးတဲ့ပါဝင်မှဒီပွဲရပြည့်စုံမှာဖြစ်ပါတယ်ကိုဖားကြီးတို့လည်းသွားနေပါတယ်ကိုဖားကြီးအောက်ပွဲတော့တောက်ပါလေတခါ